ကျွန်တော်ကကလောမျိုးနဲ့ပြည်ခံမျိုးပါတီကိုစားပြုပြီးတော့မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ဝေရောက်ရှင်နိုင်တော့မဲ့ဒေါက်တာကန္နာနာမျိုးဖြစ်ပါတယ်ခင်ဗျငယ်ကလေးကကျွန်တော်ဒီကလောမျိုးနယ်နဲ့တသားလေးရှိခဲ့တဲ့လူတယောက်အနေနဲ့ကလောမျိုးနယ်မှာကျွန်တော်လုပ်ပေးခဲ့တာတွေလည်းရှိသလိုထပ်ပြီးလုပ်ပေးဖို့လိုအပ်နေတာတွေကျွန်တော်ကောင်းကောင်းနားလေပါတယ်မြင်ပါတယ်ဆိုတော့အခုကျွန်တော်တို့ရွေးချယ်ခံလို့ရှိရင်လုပ်ပေးရမယ့်အကြောင်းတရားတွေရှိတာခုနကမနေ့ကကျွန်တော်ခန်းသားမှာတင်ပြသလိုပဲကလောမျိုးနယ်ကမြို့နယ်ဆိုပေမဲ့လည်းကျွန်တော်တို့မှာမြို့ကြီး3-4မြို့လောက်ရှိတယ်ကလောအောင်မဟဲဟုတ်ပေါ်ဆိုင်ပေါ့ဆိုတော့ကလောဆိုရင်ဒါကျွန်တော်တို့ဝယ်ဆောင်မှုလုပ်ငန်းကိုအဓိကလုပ်ရတာဥပမာကျွန်တော်တို့ခီးသွွားလုပ်ငန်းတွေနောက်ကဟိုတယ်လုပ်ငန်းတွေစားတောက်ဆိုင်လုပ်ငန်းတွေရိုးရထွက်ကုန်ရောင်းတာလုပ်ငန်းတွေနောက်ကဒါအုပ်ချုပ်မှုမျိုးတော့ဖြစ်တဲ့အတွက်လည်းဒါဝန်ထမ်းတွေအေဂျင့်နေကြတယ်ဆိုတော့ဒီမှာခီးသွွားလုပ်ငန်းဖွံ့ဖြိုးတဲ့ကလောဒေတာဖြစ်တာပေါ့နော်နိုင်ငံပြည်တွင်းပြည်ပနိုင်ငံသားတွေပြည်တွင်းပြည်ပနိုင်ငံသားတွေကျွန်တော်ပြည်တွင်းနိုင်ငံသားတွေဒါလာရောက်လေပတ်တဲ့အပန်းဖြေတဲ့မျိုးလေးဖြစ်တဲ့အခါကျတော့ဒါဝန်ဆောင်မှုလုပ်ငန်းရဲ့ကဏ္ဍဒီမှာအရေးပါပါတယ်နောက်တစ်ခါအောင်မဲဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ကုန်းတွေပွဲသားမျိုးပေါ့ကုန်းတွေရောင်းဝယ်ဖောက်ကားတဲ့မျိုးပေါ့အင်မတန်စီပါတယ်အင်မတန်ဖွံ့ဖြိုးပါတယ်ကလောမျိုးနယ်တွေမှာပြောရင်အောင်မဲအဖွံ့ဖြိုးဆုံးလို့ပြောပါမယ်ဆိုတော့ကုန်းစီရောင်းဝယ်ဖောက်ကားတဲ့မျိုးပေါ့နော်ဆိုတဲ့အခါကျတော့ဒီဒေသမှာအဲ့ဒါကုန်းစီရောင်းဝယ်ဖောက်ကားမှုလျင်မြန်ဖို့ကောင်းမွန်ဖို့တိုးတက်လာဖို့ဘယ်လိုလုပ်ဆောင်မလဲဆိုတာတွေလည်းကျွန်တော်တို့ကောင်းကောင်းနားလည်ပါတယ်နောက်တစ်ခါကျတော့ဟေဝဒေတာတွေဆိုရင်တော့ကြေးရွာဥက္ကဋ္ဌဟေဝဒေတာတော့စိုက်ပျိုးရေးမျိုးတော့ပေါ့စိုက်ပျိုးရေးမျိုးတော့ဖြစ်တဲ့အတွက်သူတို့စိုက်ပျိုးသီးနှံတွေဈေးကောင်းရဖို့တို့ဟလာသူတို့ဒီသွေးအားစုတွေအတွက်မှန်မှန်ကန်ကန်နဲ့ဈေးတက်တက်ရဖို့တို့ဒါမျိုးတွေကိုကျွန်တော်တို့စဉ်းစားပေးလို့ရတယ်နောက်တစ်ခါကျတော့ဘော်ဆိုင်ဒေတာဆိုရင်ဒါတက်တုလုပ်ငန်းနဲ့ရည်တည်တဲ့မျိုးပေါ့တက်တုတွင်ထွက်တယ်တက်တုတွေထွက်တယ်အဲ့ဒီလုပ်ငန်းနဲ့အသက်မွေးကြောင်းပြုတယ်ဆိုတဲ့အခါကျတော့ဒီလုပ်ငန်းတွေကိုသဘောမတူတဲ့လုပ်ငန်းတွေပါဝင်တဲ့မျိုးနယ်လေးတစ်ခုဖြစ်တဲ့အခါကျတော့သူ့ဒေတာလိုက်သူ့ကဏ္ဍလိုက်ဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုဆောင်ရွက်ပြရမလဲဆိုတာကိုကျွန်တော်တို့အတွေ့အကြုံရကျွန်တော်နားလေတယ်ဒါကိုဆက်လက်ပြီးတော့လုပ်ကင်ပြီးတော့မှဖြစ်တယ်ပေါ့ဆိုတော့ဒီကာလမှာကျွန်တော်ရဲ့ဒီရွေးကောက်ပွဲကိုယ်စားလှယ်လောင်းဝင်ရောက်ရှင်ပြိုင်နဲ့အရင်ဆုံးအဓိကအချက်ကပါလဲဆိုတော့တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့လိုတယ်ဒီနေ့ပြည်သူတွေအဓိကလိုအပ်နေတာကလုံခြုံအေးချမ်းလေးနဲ့သူနေခြင်းတယ်ဆိုတဲ့အခါကျတော့တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့လိုတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ personal ပေါ့ကျွန်တော်ရဲ့ကိုယ်ပိုင်ရွေးကောက်ပွဲကချစ်ချင်းအဖြစ်ငြိမ်းချမ်းစေပြီးတော့မှစီလုံးညီညွတ်တဲ့ပြည်တော်စုတိုင်းပြည်ကိုနိုင်ငံကိုညီကိုမောင်နှမတွေလက်တွဲပြီးတည်ထောင်သွားကြတယ်။ဒါကြောင့်အမုန်းတရားတွေဘေးဖယ်ပြီးတော့မှကျွန်တော်တို့ချစ်ခင်ညီညွတ်စီလုံးနဲ့ဆောင်ရွက်သွားမယ်ဆိုရင်တိုင်းပြည်ကတည်ငြိမ်အေးချမ်းသွားလိမ့်မယ်။တိုင်းပြည်တည်ငြိမ်အေးချမ်းသွားပြီဆိုရင်ခုနဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုကျွန်တော်တို့ကကောင်းကောင်းမွန်စနစ်တကျဆောင်ရွက်နိုင်လိမ့်မယ်။ဘယ်လောက်ပဲကျွန်တော်တို့လုပ်ပေးနိုင်တဲ့အတွေ့အကြုံတွေဘယ်လောက်ပဲရှိဒေသမတည်ငြိမ်အေးချမ်းမှုဆိုရင်တိုင်းပြည်မတည်ငြိမ်အေးချမ်းဆိုရင်ကျွန်တော်တို့လုပ်ပြီးဖို့ကခက်ခဲနေအများကြီးရှိတယ်။လုပ်ပြီးနိုင်မှာမဟုတ်ဆိုတော့အရင်ဆုံးတော့ကျွန်တော်တို့ညီကိုတွေဟလာအတိတ်ကဖြစ်ခဲ့တဲ့အကြောင်းတရားတွေမှားခြင်းမှန်ခြင်းထက်ကျွန်တော်စီလုံးညီညွတ်မှုအားနည်းခဲ့ကြတယ်တယောက်နဲ့တယောက်အမုန်းတရားတွေကြီးထွားခဲ့ကြတယ်ဒီအချိန်မှာကျွန်တော်တို့အရေးကြီးလိုအပ်နေတာတယောက်နဲ့တယောက်ချစ်ကြဖို့ပဲချစ်ကြမယ်ချစ်ကျွန်တော်တို့ချစ်ခင်စီလုံးနဲ့ဆိုရင်တိုင်းပြည်တည်ငြိမ်အေးချမ်းလာနိုင်မယ်တိုင်းပြည်တည်ငြိမ်အေးချမ်းသွားပြီဆိုရင်ခုနပြောတဲ့ဒေသမှာလိုအပ်နေတဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုကျွန်တော်တို့ဒီဒေသခံပြည်သူလူထုနဲ့လက်တွဲပြီးတော့ကျွန်တော်တို့အကောင်းဆုံးဆောင်ရွက်ပေးနိုင်ဆိုတော့ကျွန်တော်တို့မှာပြောရင်တော့အတွေ့အကြုံရှိတယ်ကျွန်တော်ထဲဝင်လုပ်ခဲ့တဲ့အတွက်လည်းဒီလုပ်ငန်းတွေကိုလိုအပ်ချက်တွေကိုကောင်းကောင်းနားလည်တယ်ဆိုတော့ကျွန်တော်တို့အကောင်းဆုံးဒီဒေသဖွံ့ဖြိုးတိုးတက်ရေးကိုကျွန်တော်ဆောင်ရွက်ပေးသွားနိုင်မယ်လို့ကျွန်တော်ကိုယ်ကိုယုံကြည်တယ်လုပ်ပြီးခြင်းလို့လည်းကျွန်တော်ကိုယ်စားလှယ်လောက်ပြီးဝင်ရောက်ရှင်မြန်တာလည်းဖြစ်တယ်